ကောင်မလေးကမောင်လေးရဲ့ကျောင်းကအစည်းအဝေးကိုပထမဆုံးအကြိမ်တက်ပေးဖို့ရောက်လာခဲ့တယ်။ဒါပေမဲ့မထင်မှတ်ထားတာကမောင်လေးရဲ့အတန်းပိုင်ဆရာဟာလွန်ခဲ့တဲ့9နှစ်ကသူ့ရဲ့ဆက်ဖြစ်ခဲ့တဲ့ရီးစားဟောင်းဖြစ်နေတာပါ။လမ်းခွဲတုန်းကဆိုရင်အဲ့ဒီလူကသူ့အိမ်ရှိမှာတညလုံးနင်းတွေဒူးထောက်ပြီးတောင်းပန်ခဲ့ဘူးတာလေအခုတော့မြေကြီးတဲပဲဝင်သွားခြင်းစိတ်ပေါက်နေတော့မှပဲအဲ့ဒီလူကစကားဆလာပါတယ်မောင်လေးကအခုတလောရီးစားရနေလို့စာမွေးပွဲအမှတ်တွေကျနေတယ်ဒါကတက္ကသိုလ်ဝင်ခွင့်ကိုထိခိုက်နိုင်လို့မိဘအနေနဲ့ဂရုစိုက်ပေးဖို့ပြောတာပါကောင်မလေးမှာတော့နေရခက်လုံးလို့ခြေမနဲ့မြေကြီးတောင်ကော်ပြစ်ချင်းစိတ်ပေါက်နေရတယ်ဘာလို့လဲဆိုတော့သူကိုယ်တိုင်လည်းအဲ့ဒီလူနဲ့အထက်တန်းကျောင်းတုန်းကခိုးတွဲခဲ့တာကိုကျောင်းသားတွေရေးစားထားတာအရန်ဆိုးွားပါတယ်ဒါကကိုယ်စာတင်မကဘူးသူများစာပါထိခိုက်စေတယ်လို့အဲ့ဒီလူကခက်တီတီနဲ့ပြောနေတော့ကောင်မလေးကအခုတော့လာပြောနေတယ်ကိုယ်တိုင်လည်းထားခဲ့တာပဲကိုလို့လွတ်ခနဲ့ပြောမိသွားတယ်စကားမှတော့မှန်းတိချင်းပါပဲအိမ်ကြရင်မောင်လေးကိုတေချာဆုံးမလိုက်ပါမယ်လို့ပြောပြီးမောင်လေးကိုဆွဲကအမြန်ထွက်ပြေးခဲ့ရတယ်ဒါပေမဲ့ထွက်သွားတဲ့အချိန်မှာအဲ့ဒီလူပေးထားခဲ့တဲ့တောချိတ်လေးကြံရစ်ခဲ့တာကိုသူတတိမထားမိလိုက်ဘူးအဲ့ဒီလူကလည်း9နှစ်တောင်ကြာလာတော့ကောင်မလေးကဒီတောချိတ်ကိုတင်ထားတော့မဲဆိုတာသိသွားပြီးအံ့ဩသွားရတဲ့အိမ်ရောက်လို့တောချိတ်ပြောင်းမှန်းတိလိုက်ရချိန်မှာပဲဖုံးဝင်လာပါတယ်ဖုံးဆက်တာကတခြားသူမဟုတ်ပဲသူရေးစားဟောင်းဖြစ်နေလို့ကောင်မလေးကြောင်သွားရပြန်တယ်သူကငါ့ဝချက်ကိုဘလို့သိတာလဲဆိုပြီးဇဝေဇဝါနဲ့ပဲ friend request ကိုလက်ခံလိုက်တယ်တစ်ဖက်ကလည်းတောချိတ်ပုံလေးပို့လာပြီးသူ့စီမှာကြံခဲ့တယ်လို့ပြောပါတယ်ကောင်မလေးကမောင်လေးစီကနေပဲပြန်ထည့်ပေးလိုက်ဖို့ပြောပေမဲ့အဲ့ဒီလူကတော့ကိုယ်တိုင်လာယူဖို့ပဲအတင်းပြောနေတော့တာပါနောက်နေ့ကျောင်းကိုရောက်သွားတော့လေအဲ့ဒီလူရဲ့ရုပ်ရည်ကိုမြင်ပြီးကောင်မလေးကထပ်ပြီးငေးမောနေမိပြန်တယ်9နှစ်ကြာသွားပေမဲ့ရင်ထဲမှာတော့မေ့မရသေးဘူးလေတကယ်တော့သူတို့လမ်းခွဲခဲ့ရတာကအဲ့ဒီလူရဲ့အမေကဂုံစင်တန်းမတူဘူးဆိုပြီးကြားတဲ့ကနှောက်ယှက်ခဲ့လို့ပါအဲ့ဒီလူကိုငေးကြည့်နေတော့မှပဲမောင်လေးကနောက်ကနေရုတ်တရက်ပေါ်လာပြီးဘာကြည့်နေတာလဲဆရာကိုကြည့်နေတာမဟုတ်လားဆိုပြီးစားနောက်ပါလေရောအဲ့ဒီလူကတော့ချိတ်လေးပြန်ပေးပြီးအလုတ်စင်းရင်အတူတူထမင်းစားဖို့ဖိတ်ပါတယ်ညရခက်တာနဲ့မောင်လေးကိုပါခေါ်ပြီးတွားစားခဲ့ပေမဲ့မောင်လေးကထမင်းဝိုင်းမှာအမကဒီတော့ချိတ်ကိုဘသူ့ကိုမှအကိုင်မခံဘူးညတိုင်းလဲဒါကိုကြည့်ပြီးငေးနေတာဆိုပြီးလျှို့ဝှက်ချက်တွေကိုဖော်ပြလိုက်ပါတော့တယ်နောက်တစ်နေ့တငယ်ချင်းမင်္ဂလာဆောင်ကိုတွားတဲ့အခါမှာလည်းအဲ့ဒီလူနဲ့ထပ်ဆုံပြန်တဲ့တိုက်ဆိုင်ပဲဘေးချင်းကတ်ထိုင်ပုံမှာလာထိုင်နေတာပါကောင်မလေးကနေရခက်လွန်းလို့အိမ်သာသွားမယ်ဆိုပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့အတူတူတက်တဲ့တငယ်ချင်းတွေကအရင်တုန်းကတော့ကျောင်းကအချောဆုံးကောင်လေးနဲ့တပူးပူးတွဲနေချင်ခဲ့ပြီးအခုကျမှဘာလို့ရှက်နေတာလဲလို့ဝိုင်းစားကြတယ်အဲ့ဒီလူကလည်းမနေ့ကမှတွေ့ထားတာကိုဆိုပြီးပြောင်းဖော်လိုက်တော့ကောင်မလေးမှာမျက်နှာပူစရာတွေဖြစ်ကုန်တာပေါ့အဲ့ဒီအချိန်မှာပဲအရင်ကပြိုင်ဘက်မိန်းကလေးပေါ်လာပြီးကောင်မလေးကိုနှိမ်ပါတော့တယ်ကောလိပ်တောင်မတက်ခဲ့ရပဲအခုထိအလုပ်ကောင်းမရှိသေးဘူးမလားတော်သေးတာပေါ့ရှင်နဲ့လမ်းခွဲလိုက်လို့သူအခုလိုအောင်မြင်နေတာဆိုပြီးရန်တွေ့နေပေမဲ့အဲ့ဒီလူကဘာမှဝင်မပြောတော့ကောင်မလေးကသူ့ကိုမကြည့်နဲ့သေးလို့ထိုင်ကြည့်နေတာပဲလို့ထင်သွားတယ်အဲ့ဒီမိန်းကလေးကအခုထိလူပြိုကြီးလားငါမှလူချောလူချမ်းသာတငယ်ချင်းတွေရှိတယ်မိတ်ဆက်ပေးရမလားလို့မေးတဲ့အခါကောင်မလေးကအထင်မသေးခံရအောင်ရီးစား3 4ယောက်လောက်ထားဘူးပါတယ်လို့လိန်ပြောလိုက်တယ်ဒါကိုအဲ့ဒီမိန်းကလေးကအခွင့်ကောင်းယူပြီးတွေ့လာသူကအရင်ကတည်းကစိတ်မခိုင်းတာအခုလဲရီးစားတွေအများကြီးပဲလို့အဲ့ဒီလူကိုလှမ်းပြောပါတယ်ဒါပေမဲ့အဲ့ဒီလူကငါကတော့တယောက်တည်းပဲထားဘူးလေလို့ပြန်ပြောလိုက်တဲ့အခါကောင်မလေးမှာအရှက်ရပြီးနေစရာမရှိအောင်ဖြစ်သွားရတယ်ကောင်မလေးအပြင်ထွက်ပြီးလေငင်းခံနေတော့မှ9နှလုံးလုံးသူ့ကိုတိတ်တခိုးချစ်ခဲ့တဲ့အတန်းဖော်ဟောင်းတယောက်ရောက်လာပြီးရုတ်တရက်ဝန်ခံစကားပြောပါတယ်ဒါကိုအဲ့ဒီလူကမြင်သွားပြီးမင်းတို့နှစ်ယောက်မလိုက်ဖက်ဘူးလို့ဝင်းနောက်ချက်ပါတော့တယ်နှစ်ယောက်သားအပြန်လန်စကားများကြရင်အဲ့ဒီလူကသူကလူပြိုကြီးဖြစ်နေပေမဲ့မင်းနဲ့တော့မတန်ဘူးဆိုပြီးအတင်းတားနေတာပါမင်္ဂလာဆောင်တဲ့ပြန်ရောက်သွားတော့လေတငယ်ချင်းတွေကအဲ့ဒီလူကိုရီးစားတယောက်ထဲထားဘူးလားတကယ်လားလို့ဝိုင်းမေးကြတယ်အဲ့ဒီလူကတကယ်ပါငါကတချို့လူတွေလို3 4ယောက်မထားဘူးလို့ကောင်မလေးကိုပြန်နှိမ်လိုက်ပါသေးတယ်အဲ့ဒီအချိန်မှာမိန်းကလေးတယောက်ကအဲ့ဒီလူကိုဝက်ချအကောင့်လာတောင်းတော့သူကချက်ချင်းပေးလိုက်ပါတယ်ကောင်မလေးကဘာလို့အကောင့်ကိုအလွယ်တကူပေးလိုက်တာလဲတစ်ဖက်လူကဘာရည်ရွယ်ချက်နဲ့လာတောင်းမှန်းလဲမသိဘဲနဲ့လို့ပြောလိုက်တော့အဲ့ဒီလူကငါကအကောင့်ပေးုံတင်ပါတချို့လူတွေလိုအပြင်မှာရီးစားလေးနဲ့ချင်းတွေ့နေတာမှမဟုတ်တာလို့ပြောင်းလိုက်ပါတော့တယ်